iPhone ကိုမှရွေးချယ်ပြီးကိုင်တဲ့ customer လေးတို့တော့ပေါ့နော်လုံးဝလက်ထဲမှာအဟန်ကြီးကြီးလေးကြိုက်တယ်နောက်ခွဲကျတော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်လုံးဝ site ကြီးကြီးလေးကိုမှကင်မရာသုံးလုံးဒီဇိုင်းလေးနဲ့ကိုပေါ့နော်လုံးဝအထာကြကြ smart ကြကြလေးကိုင်သုံးကျင်တဲ့ customer လေးတို့တွေညီမတို့ရဲ့ share wine ဆိုင်ဝိုင်းလေးမှာပေါ့နော် Pro 1 CG ကြီး site ကြီးနေပေါ့နော်လုံးဝအများကြီးထည့်ရောက်ထားတယ်ဈေးနှုန်းအစုံ series အစုံလေးရောက်ရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချက်ပြပေးမယ်နော်ကဲဒီကောင်လေးဆိုတော့13 Pro Max လေးပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်း13 Pro Max ထဲမှာပေါ့နော် color design တွေထားလုံးဝလှတယ်နောက်ကကျကင်မရာသုံးလုံးနဲ့လည်းဖြစ်သွားပြီ site ကလည်းကြီးသွားပြီပေါ့နော်ကောင်လေးဆိုလို့ရှိရင်ညီမတို့အနေထားပေါ့နော် color အနေထားဆိုလို့ရှိရင်လည်းမိန်းကလေးသုံးလဲလှတယ်ယောက်ျားလေးသုံးလဲလှတယ်ပေါ့နော်ကောင်လေးကကျတော့ညီမတို့ပေါ့နော်ဒီ128 kg နဲ့လာမှာဖြစ်ပါတယ်ပေါ့နော်128 kg နဲ့ကိုမှ ZA လုံးလေးဖြစ်ပါတယ် ZA မှာဒီကောင်လေးကဈေးနှုန်းလေးကြောင့်ညီမတို့23သိန်း5000အတိနဲ့ပဲရောင်းပေးတော့မှာဖြစ်ပါတယ်နော်လုံးဝ fade to off fine ပေါ့နော်လုံးဝအလုံးအတန်အပြည့်နာစာအပုံစံတစ်ခုမှမရှိဘူးပေါ့နော်ဒီလိုမျိုးအလုံးအတန်လေးတွေကိုမှဈေးကအရန်တဲ့ဈေးနဲ့ရောင်းပေးနေဖြစ်ပါတယ်နော်ကဲ30 Pro Max ကပဲရွေးချယ်စရာလေးရှိရပေါ့နော်128ပြီးတော့ဒီကြောင်နဲ့256 GB လေးဖြစ်ပါတယ်256 GB ကိုမှ region လေးတော့ကွဲသွားပြီနော်စနလေးက ZAA ဒီကြောင်နဲ့ကျတော့ ZP လို့လေးဖြစ်ပါတယ်ဒါပြီးကကျတော့ကျွန်တော်တို့ဈေးနှုန်းလေးကိုကျတော့ပေါ့နော်24သိန်း6000နဲ့ပဲရောင်းပေးတော့မှာဖြစ်ပါတယ်နော် battery 85ကျန်မယ် fade to off fine မယ်နော်သူဆိုလို့ရှိရင်အဲ့ပြင်ဟိုမှာအာမခံနေပဲပါမယ်နောက်တစ်ခွက်ကျတော့လုံးဝဒီဝယ် customer လေးတော့ပေါ့နော်ဝယ်အပြည့် customer လေးတို့တော့လုံးဝဒီအာမခံချက်အပြည့်ပါမယ်ပြင်ဟိုမှာပေါ့နော်လုံးဝအလုံးအတန်း official original တိုင်းပေါ့နော်လုံးဝဒီ fade to off fine အလုံးလေးတွေဝယ်ရောင်းပေးနေဖြစ်ပါတယ်နော်ကဲ13 Pro Max ပဲရောက်တာလားဆိုတော့မဟုတ်ဘူးเนาะ14 Pro Max လေးရောက်ထားတယ်ညီမတို့ပေါ့နော်ဒီ13နဲ့14 series ကိုပေါ့နော်လူကြအရန်များသော model မှာပါရတဲ့ကြောင့်မို့လို့ဈေးနှုန်းလေးတွေကလည်းလုံးဝအရန်တဲ့ဈေးလေးနဲ့ရောင်းပေးနေဖြစ်ပါတယ်နော်ဒါလေးဆိုလို့ရှိရင်တော့ညီမတို့256 kg နဲ့တော့မှာဖြစ်ပါတယ် memory ဆိုလို့ရှိရင်အများကြီးပါတယ်နော်အဲ့ပြင်မှာဒီကောင်လေးကျတော့ညီမတို့ ZP လုံးလေးပေါ့နော် 1C eSIM 63လေးရတယ်နော် battery 85ကိုမှဈေးနှုန်းကြီးကျတော့28သိန်း5000နဲ့ပဲရောင်းပေးသွားမှာဖြစ်ပါတယ်ကောင်လေးကလည်းလုံးဝ fade to off fine လေးဖြစ်ပါတယ်နော်လုံးဝဒီတိပပဲလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မိန်းကလေးသုံးမှဆိုလည်းလှတယ်ယောက်ျားလေးသုံးမှဆိုလို့ရှိရင်ဒီလက်ထဲမှာပေါ့နော်ဒီကင်သုံးရတဲ့အနေထားလုံးဝအထာကြကြနဲ့ smart ကြကြဖြစ်နေမှာပေါ့နော်ယောက်ျားလေးသုံးမှဆိုလို့ရှိရင်တကယ်မှရနော်လုံးဝဒီလက်အနေထားနဲ့အကိုက်ပဲကဲအဲ့ပြင်ပေါ့နော်ညီမတို့ရှိမှာဒီ13 Pro Max ကအယောင်လေးယူလို့ရအောင်မယ်ဒါလေးဆိုလို့ရှိရင်ညီမတို့ဒီလုံးဝမိုးပြရောင်လေးဖြစ်သွားပြီပေါ့နော်ဒါလေးကျ256 kg နဲ့ကိုမှ battery 88ကျန်မယ်ပေါ့အဲ့ဒါမှအဲ့လေးအလုံးလေးကိုမှညီမတို့က25သိန်း5000နဲ့ပဲရောင်းပေးထားဖြစ်ပါတယ်နော် iPhone လေးကိုလည်းပေါ့နော်ညီမတို့ကကင်ကျင်တယ်ပေါ့နော်အဲ့ဒီပြုံမှာဈေးနှုန်းလေးကလည်းတန်တန်လေးနဲ့သုံးနေတယ်ဆိုရင်တော့ညီမတို့ share wine ဆိုင်ဝိုင်းလေးကိုပေါ့နော်မမေ့နဲ့နော်အဲ့ဒီပြင်ပေါ့နော်15 Pro Max လေးလည်းရှိမယ်ပေါ့နော်ဒီ15 Pro Max လေးဆိုလို့ရှိရင်တော့နောက်ဆုံး average နောက်ဆုံး model ပေါ့နော်အဲ့လိုလည်းမပါတယ်သူ့နောက်မှာထွက်ထားရကြတော့16 series ပဲရှိရပေါ့နော်ဒီ16 series ပဲရှိတဲ့ကြောင့်ဒီ15 series ဆိုလို့ရှိရင်လည်းအရင်မနေဘူးပေါ့နော်ဒီကောင်လေးကင်မျိုးလည်းလုံးဝ average ဖြစ်နေမှာပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ကောင်လေးကျတော့256K ဖြစ်ပြီးတော့ CH 2C ဖြစ်ပါတယ်လုပ်ငန်းသုံးတဲ့သူတွေနောက်တစ်ခါကျတော့ဒီ2C သုံးအောင်မှအဆင်ပြေမဲ့သူတွေဆိုလို့ရှိရင်တော့ဒီကောင်လေးကိုရွေးချယ်တင်ပါတယ်ကောင်လေးဆိုလို့ရှိရင်ညီမတို့ battery 64